social media ပေါ်မှာအိမ်အောင်ပတ်တဲ့ကလေးကိုအလွန်မင်းချပြခြင်းအပြစ်မှာဖောက်ပြန်နေပေမဲ့ online မှာတော့စံပြဖခင်မိခင်ပုံစံမျိုးနဲ့အပတ်တကုတ်တီးဆောက်တယ်အပြစ်ရှိစိတ်ကြောင့်အကြောင်းရင်းမရှိပဲရုတ်တရက်လက်ဆောင်တွေပေးတာအရင်ကတည်းကပိုကလူးဆက်ပြတာမျိုးလုပ်လာတတ်တယ် Darling, these are all for you. Wow, they're incredible. Thank you. Only the best for my love. ဘာသာရေးကအားလုပ်ပြခြင်းငါကဖျားတရားနဲ့မို့ဒါမျိုးမလုပ်ဘူးဆိုတဲ့အထင်မျိုးရအောင်ဘာသာရေးမှာအလွန်အမြင်နဲ့ဝင်ပြတတ်တယ် Om Mani Padme Hum. Om Mani Padme Hum. Om Mani. ကိုကျင်တရားအကြောင်းအရန်ဟောပြောခြင်းတခြားသူတွေရဲ့ဖောက်ပြန်မှုကိုအတန်ကျန်ကျန်နဲ့ဝေဖန်ပြီးမိမိကိုယ်ကို moral high ground အထက်စီးနေရာယူထားတယ် I can't believe you did that. It's completely irresponsible. You need to own up to your mistakes. Think about someone other than yourselves. လူတွေကသူဖောက်ပြန်တာကိုတိလို့ဝေဖန်တာကိုငါ့ကိုမနာလို့တမင်တိုက်ခိုက်တာဆိုတဲ့ဇလန်းစင်ခြင်းပြောင်းလန်ဆွဆွဲခြင်းကိုယ်တိုင်ဖောက်ပြန်နေတာကိုဖုံးဖို့အိမ်တော်ဘက်ကိုနေမဲဖောက်ပြန်နေတာမဟုတ်လားဆိုပြီးပြောင်းလန်ဆွဆွဲတတ်ကြတယ် You did this. You always ruin everything. No. I do anything. Why are you blaming me? Because you did it. မျက်နာသူအဖြစ်ဟန်ဆောင်ခြင်းအမားပေါ်လာရင်ငါအိမ်တော်ရေးကဘလောက်အထီးချိုင်းရလဲဆိုပြီးတနာအောင်လုပ်ပြတယ် So lonely tonight. 128 likes already? Not bad. ဖုံးလုံချုံရေးအလွန်အမြင်တင်းကျပ်ခြင်း password ခဏခဏပြောင်းတာဖုံးကိုတစ်ချိန်လုံးမှောက်ထားတာမျိုးတွေလုပ်လာတယ်မမေးပဲညပဲသွားတယ်ဘသူနဲ့တွေ့တယ်ဆိုတာကိုဇလန်းစင်တယ်လို့အသေးစိတ်လိန်ညာပြောပြတတ်ခြင်း Okay, I left at 8, stopped at the store, met the guys. Boom, home by 10. That's fast. What about traffic? Clear roads. Perfect day. တွဲနေတဲ့သူရဲ့အရေးအယောင်တွေကြောင့်အဝတ်အစား style စကားပြောပုံတွေဝါဒနာတွေရုတ်တရက်ပြောင်းလဲလာခြင်း Time for a total change? Yes, this edgy look. This hairstyle is wild. Whoa, this metal slaps. အပြစ်မရှိအပြစ်ရှာခြင်းအပြင်ထွက်ဖို့အကြောင်းပြရအောင်အိမ်တော်ဘက်ကိုတေးဖွဲ့ကိစ္စနဲ့အကြီးအကျယ်ရန်လုပ်တယ် You can't even keep this place clean. It's always a mess. I'm done. I'm out of here. အိမ်တော်ဘက်ရဲ့အမားတွေကိုတရစထောက်ပြပြီးငါဖောက်ပြန်တာနင်ကြောင့်ဆိုတဲ့စင်ချီမျိုးပေးချင်လို့လုပ်ခြင်း Look at you shoveling food like that. It's embarrassing. What? I'm just eating. Exactly, it's disgusting. ငွေကြေးသုံးစွဲမှုမူမမှန်ခြင်းအကြောင်းပြချက်မရှိဘဲငွေတွေအကုန်ကျများလာပါတယ်တက်တဲ့ရှိရင်တော့အဆက်မရှိညင်းဆန်ပြီးတစ်ဖက်လူကိုစစ်ဝေပါအောင်လုပ်တတ်ခြင်း